လက်နော်မမီထွန်းဟေးငါမဝင်ငါ့ဘွားကျွေးထားတာလေဟင်အဲ့ဒီကြော်သက်ပုံနဲ့ငါနဲ့ဘသူပို့ချောဒီကပို့ချောတာမမီထွန်းကြည့်တတ်တာပဲမစိုးအနုပညာမျက်စိအများကြီးရှိတယ်ဟုတ်ကောနင်းတဲ့ကလေးတစ်လုံးကတဏှာဝဲကြည့်နေနှလုံးဝဲဝဲပေးမယ်အနွယ်ထလမ်းကူတာနဲ့ဘုဘမှာအမြောင်ကျွန်တော်ကားမသိကျင်နေဘူးခင်ဗျခဏကားစုဖို့ခေါ်နေမို့လူကူးကြီးကမကူးလို့ဖမ်းနေတာဟိုကျွန်တော်မြင်းညာမကူးလို့ဖမ်းတာဟုတ်တယ်ဟောဒါဆိုလွယ်လေးပဲဟိုကျွန်တော်မြင်းညာပြန်ကူးမယ်လေဟိုဘက်ကသွားကူးမယ်နော်ဘယ်ရတော့မှလဲကဲကားဝတ်တက်ပါခံတဲ့အတွက်တန်ဝင်200ကျပ်စောင်းစီမဆောင်ကထောင်နဲ့9ရက်တန်ဝင်200ဆောင်းပါမယ်ခင်ဗျာဆောင်းပါမယ်ခင်ဗျာလာတာရဲစခန်းတရားရုံးမှာတန်ဝင်200ပြီးဆောင်လိုက်ရတဲ့အတွက်သလင်းပဲဝယ်ဖို့ငွေအားနည်းသွားတဲ့ကွန်ဒီဟာမဟာဗန္ဓုရလမ်းတိုင်းဘတ်ကားစီပြီးပြန်ခဲ့ပါရဲ့ခြေပုံသာလားအရောက်မီးပွိုက်တွင်ဘယ်သူလဲမတဲ့ဟိုအစောလူကြီးပဲကျွန်တော်တို့ရုံးမတန်ဝင်200ဆောင်ခဲ့ပြီးပြီတီးပါပြီနော်ဟုတ်ပါရဲ့တော့ပါတော့မယ်ကားမတက်လိုက်ပါဘူးဟမ်ကားမတက်လိုက်ပါဘူးဘာဖြစ်လို့လို့ဒီပိုင်မှာကားပေါ်မှာတက်ဆင်းလို့ခုခဏခဏနေတာကားပေါ်တက်ဆင်းလို့ဟုတ်တယ်ဟောဒါဆိုကျွန်တော်ကားပေါ်ပဲပြန်တက်တော့မယ်အဲ့ကားပေါ်ဒီလိုပါမှာတို့ကားပေါ်ဝယ်တက်ပါဗျာတို့ကားပေါ်ဝယ်တက်နော်ဟုတ်ဝယ်ရမလားအခုဟိုကျွန်တော်ဒဏ်ရိုက်ဦးမလားယင်အဲ့ဒါတရားရောမသိမှာပေါ့ဗျာဟိုဒဏ်ရိုက်ရင်ဘယ်လောက်ထိရိုက်နိုင်မှာလဲသူ့တွေရရတော့ဒဏ်ရိုက်တရားနဲ့တစ်ဆောင်ထိရနိုင်တယ်တရားကနေတစ်ထောင်ဗျာ